မန္တလေးတိုင်းဒေသကြီးတရကုန်းငါးလုပ်ငန်းစခန်းမှာတိုင်းရင်မျိုးငါ12မျိုးအထိသူတေသနာပြုတားဖောက်အောင်မြင်ခဲ့တဲ့အကြောင်းကိုမန္တလေးသတင်းဌာနခွဲကအခုလိုပေးပို့ထားပါတယ်ရှင်မန္တလေးတိုင်းဒေသကြီးတရကုန်းငါးလုပ်ငန်းစခန်းမှာတိုင်းရင်မျိုးငါးများကိုစုဆောင်းတားဖောက်လျက်ရှိရာမှာလက်ရှိအချိန်အထိတိုင်းရင်ငါးအမျိုးပေါင်း12မျိုးကိုတားဖောက်စံသက်မှုအောင်မြင်ခဲ့တယ်လို့သိရပါတယ်2018ခုနှစ်ကစတင်ပြီးငနက်ပြာငကြောင်ငပတ်ငနုတန်ငဖမ်းမငစင်ရိုင်းအစရှိတဲ့တိုင်းရင်းသား12မျိုးကိုစုဆောင်းခဲ့ရကအရွယ်ရောင်ငါအကောင်ရေ689ကောင်အထိတရကုန်းငါးလုပ်ငန်းစခန်းမှာစုဆောင်းထားရှိနိုင်ပြီဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့ဒီတရကုန်းငါးလုပ်ငန်းစခန်းတွေနဲ့ကျွန်တော်တို့တိုင်းရင်းငါးတွေကိုစမ်းတော့တားဖောက်ပြီးမှကျွန်တော်တို့သူတေသနာပြုလဲရှိပါတယ်အဓိကတော့ကျွန်တော်တို့တိုင်းရင်းငါးတွေကိုအေးရောက်ဒီမြင့်နဲ့ဆက်ဆက်နေတဲ့အင်းတွေမှာပေါ့နော်ကျွန်တော်တို့တွားရောက်ပြီးမှမျိုးငါးတွေကိုစုဆောင်းတယ်ပေါ့နော်စုစုပေါင်းကျွန်တော်တို့တိုင်းရင်းငါး12မျိုးကိုအကောင်ရေ689ကောင်စုဆောင်းထားပါတယ်ခင်ဗျာတိုင်းရင်းငါးတွေကိုလေ2018ခုနှစ်ကကျွန်တော်တို့တွားရောက်ပြီးစုဆောင်းခဲ့တဲ့ငါးတွေကအခု2022ခုနှစ်မှာအရွယ်ရောက်တဲ့ခါကျတော့ငါးတွေကိုစီးဥတားဖောက်ပြီးမှစမ်းတော့အောင်မြင်ခဲ့ပါတယ်ဗျာဒါအပြင်တိုင်းရင်းမျိုးငါးထဲမှာတစ်မျိုးအပါအဝင်ဖြစ်တဲ့ငပတ်ငါးမျိုးများကိုလည်း2020နဲ့2023ဘဏ္ဍာနှစ်အတွင်းမှာစမ်းသပ်တာဖောက်မှုအောင်မြင်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်မှာမျိုးငါးများဖြစ်ထားရှိထားပြီးငါးတင်ရဇာတာပုံမှုပေါများလာစေဖို့အတွက်မြေချောင်းများအတွင်းပြန်လည်မျိုးဆိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။တောင်းခဲ့တဲ့ငါးတွေကကျွန်တော်တို့ငနုရန်တို့ငဖမ်းမတို့ပြီးတော့ကျွန်တော်ငစင်ရိုင်းငတိုင်းတို့ငနက်ပြငချောင်းဆိုမှကျွန်တော်အဲ့ငါးတွေကိုကျွန်တော်တွားပြီးမှစုဆောင်းထားတာပေါ့နော်။စုဆောင်းပြီးမှအခုအရွယ်ရောက်တဲ့အခါမှာကျွန်တော်2020နဲ့23ဘဏ္ဍာရေးနှစ်မှာကျွန်တော်တို့ဒီငပတ်ငါးမျိုးကိုစတင်တားဖောက်အောင်မြင်ခဲ့ပါတယ်ခင်ဗျ။အခုကျွန်တော်ဒီငပတ်ငါးမျိုးကို2020နဲ့23ဘဏ္ဍာရေးနှစ်6လပိုင်းမှာငပတ်မျိုးငါးအမတစ်ကောင်အထီးနှစ်ကောင်ကိုကျွန်တော်စမ်းသပ်ပြီးမှတားဖောက်တဲ့အခါမှာငါးတားပေါက်အကောင်ကြီး2000ခန့်ကျွန်တော်ရရှိခဲ့တယ်2000ကိုကျွန်တော်တို့ပြုစုခဲ့ပြီးမှဆောင်းချောင်းမွေးမြူခဲ့တာအခုချိန်ဆိုကျွန်တော်တို့မျိုးငါးအဖြစ်ပြန်လည်မွေးမြူထားတာပေါ့20ဒါ30လောက်ရှိနေပါပြီစုစုပေါင်းအကောင်45ကောင်တော့ကျွန်တော်တို့မျိုးငါးအဖြစ်ပြန်လည်မွေးမြူထားပါတယ်ဗျာဒါတွေကိုနောက်တစ်ချိန်ကျွန်တော်တို့ပြန်ဖောက်ပြီးမှဒီမြေချောင်းအင်းရိုင်တွေမှာပဲကျွန်တော်တို့ပြန်လည်မျိုးဆိုင်အောင်မှာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့နေရာအနှံ့ကမြေချောင်းအင်းရိုင်များအတွင်းမှာပေါက်ဖွားရှင်သန်လေးရှိတဲ့ငါးများကိုတိုင်းရင်ငါးများလို့ခေါ်ဆိုတာဖြစ်ပြီး2023-2024ဘဏ္ဍာနှစ်အတွင်းမှာငမြင့်ငလူငစင်ရိုင်ငငိုက်အစရှိတဲ့ငါးများကိုစမ်းသပ်တောက်ဖောက်သွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်